ဒါအေယာရီမြစ်ကြီးဖြစ်ပါတယ်တန်တဖူးလို့ပြောမှာပေါ့နော်ရွှေစည်းကောင်ရဲ့နောက်နာချင်းသိကောင်းပြက်နားကိုကောင်းပြက်နားပေါ့နော်အဲ့နားမှာရောက်နေတာပါစစ်တုံးပန်းမရင်ရဲ့စစ်တုံးပန်းပြင်တည်တဲ့မဒုမာမင်းရဲ့ဖះဆိုတော့စစ်တုံးပန်းဆိုတော့ထုံးစံတိုင်းပါနော်ပရိသေခေတော့ဗီဒီယိုတွေက AI နာနေတာတွေကလည်းတိတ်ပြီးတော့ယုံကြည်ဆွေးနွေးတွေကြီးတယ်အဲ့တော့တည်တဲ့ဖះချင်းချင်းကြုတ်ကြုတ်လေးဖြစ်နေရပါဘောနော်ကျိုးကတော့ဇက်နာအောင်သူရဲ့စိတ်ခံစားချက်ပေါ်အောင်လို့ရေးရလို့ပြောတယ်ဒါပေမဲ့ကျွန်တော်ကတော့အဲ့လိုမထင်ဘူးစစ်အောင်နိုင်သူကစစ်သုံးပန်းမြေကိုဒါချုပ်ချယ်တာနိုင်နေတာလို့ပဲကျွန်တော်ကတော့ဒီလိုပဲမြင်တယ်ဖြော်ရည်နမယာရည်ကော်ဖီလေးရပါတယ်ချောကလက်ဖြော်ရည်စတော်ဘယ်ရီဖြော်ရည်လေးလည်းရပါတယ်ချောကလက်ရှိတ်စတော်ဘယ်ရီ sorry မယန်ကြီးကိုရောက်နေတာပါမယန်ကြီးရောက်မယန်ကြီးကိုရောက်နေတာအဲ့တော့သူမင်းရဲ့နာမည်ကျော်အမယန်ကြီးဖျားပါနာမည်နဲ့လိုက်အောင်对呀，ထိတ်တန့်ကြောင်းနေစေခိတခု快点。ဘာရီရောပေါ်ရင်လည်းမတူပုံမျိုးပြောပေါ်တော့ပေါ်လာမယ်အေးမကျွေးဘူး structure တော့တကယ်ginormous ပြောတယ်ခုနဖေအောင်ကျွန်တော်တို့အထဲဆက်ပြီးတော့ဝင်ကြည့်အောင်ထဲဝင်ကြည့်လို့ရသေးတယ်ဆိုလို့เนาะအပေါ်မှာတော့ကျွန်တော်တို့အင်္ဂလိပ်နဲ့ပြန်ခံထားတာတော်တော်လေးဖြစ်နေပြီဒီတောက်လျှောက်ကတော့ဗုဒ္ဓဝင်စနိပတ်ဇာတကဝိထုအဲ့ဒါလေးပေါ့နော်ရုပ်ကြွားနေတို့ထူထားတာတွေ့ရပါတယ်ဒီပဲတော့ကျွန်တော်လေးနားမနေဘူးဗျရတော့ဒေါင်းရုပ်ခံရုပ်ကြွထုထားနေလို့ဖြူအဲ့လိုပုံစံနဲ့တူတယ်အဲကြတော့ခေဦးဖေရလို့ပြောပါတယ်ဒီခုကျွန်တော်ရောက်နေတဲ့ဖေရနိပကံခေဦးရှေ့အရန်ကြတဲ့ဖေရလို့ပြောပါတယ်
ဒါကြတော့ဟိုတလိษံလေးဖို့ကငုံမင်းဖြစ်ခဲ့တာနော် ဟုတ် ဒါကြလဲငါတို့ပြတာကငုံမလားတစ်တိမ်အောင်မှဖြစ်တာဒါဖះဖြစ်ခဲ့တဲ့ဘဝစဉ်ကြာငုံစာလီနဲ့ဒါကြတော့ ရှေးဦးကြဆုံးဖေဟာလား ဒါကြတော့နောက်ဆုံးဒေသသူနေမှာဘူဆန္ဒဝိဝေတဲ့ဝေဝိတဲ့ဒါဒေမီယဇတ်ဇာကြီးတဲ့ဘွားနောက်ဆုံးလေ ဟိုကဇနက်ကမြင်သားတယ်ပင်နဲ့သမောပြက်နေတာဒီကလာကဲတဲ့အခါသူကတွနာတာမတဲ့ညမှန်တဲ့အခါသူကနေမိတဲ့မင်းနေမိတဲ့သူကမဟောတခြားတဲ့စတူကသူကသာနာကူမလားမြင်သားတယ်သူကဘူရိဒထာနဂါတဲ့သူပြေလာပြီးနဂါရက်တရားအထုံတယ်ဝေလာမင်းဆရာခိုက်တာဒါကြတော့ဝိတ္တန်တရားတော့ပြက်သွား ဝိတ္တန်ပြတ်သွား ဒီဝတ္ထုအပြီးတဲ့ဒီဆယ်ဘွားပဲတခုပတ်ကြတိတ်ဆက်တာပေါ့ဖះဖြစ်တာဒါနောက်ဆုံးဟာနောက်ဆုံးကိုဟာကြတော့တလိษံဘွားတော့စတာဆင်းဖြစ်ခဲ့တာမုတ်ဆိုးကနေအစွဲဖြတ်တတ်နေတာဟုတ်ပါဒါဖះဒီဝရမဆိုဟုတ်တယ်အဲ့စတာဆင်းနေသူဖြစ်ခဲ့တဲ့ဘဝစဉ်တွေကအကုန်လူတွေကစာမသိလို့ဒါကြတော့တန်ဘဝတဲ့သူစာပါတန်ဘဝဒါအမေအဲ့ဒါသိတယ်ပြောမှာဟုတ်ပါအုံမာတာကြီးကြမေကြီးတပ်တော့ရှိတယ် အသက်85နှစ်ရှိပြီ 25 မင်းရဒုမကောင်းခါမကောင်းဘူးဒါကြတော့ပပအဖွာအုံမာတာနီးတဲ့ ဟောမတန်ဒီ တိဝင်ဘရင်လဲတော့တိုင်းရင်းလဲတော့ပန်းကျဲတာလေအုံမာတာနီးရဲ့ဟိုအလှဦးမြင်တော့ဘရင်ကအဲ့နာမှာစီယူတဲ့နေရာတဲ့တကောတော့ကဒီအုံမာတာနီးကိုသူရမယ်မိဖုရားမူအမတ်တရားတိုက်တော့သူ့ကိုမကောက်တော့ဘူးစောက်တီးတန်နဲ့မလှဘူးဆိုတော့ဥမာဒီနာကြသူကမကျင်တတ်မှုနဲ့ဘရင်ကိုအလှသူ့ရဲ့အလှပြပြီးတော့ပန်းကျဲတာအဲ့မှာဘရင်ကသူမရဒီချင်းဆိုပြီးယူသွားတဲ့အခါအဲ့ရှောက်ကြက် ဒီကနန်းတွေကရှေးဦးမြန်မာစာ ဟုတ်တယ်ဟုတ် မြန်မာစာမဖြစ်ခင်ကရှေးခေတ်သုံးခဲ့တဲ့ဗမာတွေသုံးခဲ့တဲ့စာ ဟုတ်တယ် ဟိုပြူစာတော့မဟုတ်ဘူးเนาะတက္ကသတော့မဟုတ် ရှေ့ခေတ်တော့ ဒီဟာတွေကရောဟိုဒီအဆက်တွေလားပုံမြင်အဆက်တွေ အဲ့ဒါတွေကလည်းခုဆက်တယ်စားရီပါတယ်ဒီမိရအဲ့ဒါကြတော့ဒီကောင်းကောင်းမသိတော့ ဟိုမေကြီးကဟိုဒီဖျားကိုထိမ့်သိမ့်တာ ဟုတ်တယ်ဟုတ်တယ် ဆောင်းပါဩအစင်ဆက်လားဟုတ် ဟိုအမေကြီးလည်းအနှစ်နဲ့ဟောလောက်တရှိပြီအနှစ်30လောက်တော့ရှိပြီအမေ ဩမျိုးရိုးလိုက်မဟုတ်ဘူးပေါ့ မျိုးရိုးလည်းဟုတ်တယ်မျိုးရိုးအဆက်သူကသူဆက်သွားတာ ဩ ဟိုအမေကြီးအိမ်သားအသက်ကြီးတော့ကြတော့သား ဟုတ် သားအခုတော့ယုံမှသွားတယ်သူကယုံမှနေရတော့ ဩ နေ့ကြအမေကြီးနေတာပေါ့ ဩသာသနာကြီးမှာ ဟုတ်တယ်သား ဖျားကဒီတစ်ဖက်ချမ်းပဲဝင်လို့ရတော့ပါဘောနော် အော်ဟိုဘက်ထဲဝင်ရတယ်လေပတ် ဩရလား ရအဲ့ရတယ်ပေါ့ရှိပါတယ်အဲ့လိုဆက်တော့ မပြတ်တရား ဒီမှာနောက်ခင်ရောမတရားရှိတယ်ပါနဲ့ဆက်တယ် လိုက်ချက်ကြီးတော့ပြည့်မှုတွေဘယ်လိုလဲဟုတ်
ရွှေသင်္ကန်းကလို့ရ3များနဲ့တောင်3များနဲ့တောင်ကိုယ်တိုင်ကပ်ပါမျိုးသားမျိုးကြီးကိုယ်တိုင်ကပ်ပါလေဒီလိုက်ပြီးတော့ရာသီသင်္ကန်းကလည်း3များနဲ့မျိုးသမီးလေးကိုယ်တိုင်ကပ်လှိုင်အာနန္ဒဘုရားအတွင်းလှိုင်ပတ်လန်းဖြစ်ပါတယ်ခေတ်ကဘုရားများစုလာပေါ့နော်ကျွန်တော်တို့လှိုင်ပါတဲ့နော်ပတ်လန်းပါတဲ့ခုဘုရားပုံစံမျိုးဖြစ်ပါတယ်တော့ဟို
ပထမပတ်လန်းလို့ပြောမှာနော်ခုနကကျတော့အတွင်းပတ်လန်းဒါကြတော့အပြင်ပတ်လန်းအဲ့တော့လှိုင်းအာနန္ဒဘုရားအတွင်းလှိုင်းပတ်လန်းဖြစ်ပါတယ်ခေတ်ကဘုရားများစုလာပေါ့နော်ကျွန်တော်တို့လှိုင်းပါတဲ့နော်ပတ်လန်းပါတဲ့ကိုဘုရားပုံစံမျိုးဖြစ်ပါတယ်ငါခေါ်နေတာဘုရားတော်မှာအဲ့လိုရှိဟုတ်ပါဟော那我干嘛？ဒါတော့ဟိုပထမပတ်လန်းလို့ပြောမှာနော်ခုနကကျတော့အတွင်းပတ်လန်းဒါကြတော့အပြင်ပတ်လန်း
ဘူးဖျားဖျားရီမြစ်ကန်ပေးဘူးဖျားရဲ့အောက်ပတ်နန်းဖြစ်ပါတယ် ဒီတမိုင်းတော့ ဒီခါကျတော့ရရပါလေဒါကန်ထူးထူးပါတည့်ရတယ်ဆက်ဆံလုံးတဲ့တိုင်း လဲတမီမမ ရတော့ရှင်နော် ရမီလေ တမန်တော့တမန်လေဒီပြလို့ပါဟဲ့ပါလေကြည့်ကြပါဘာပြောလဲအေးအဲ့တော့လည်းမရဘူးမသိလို့မရဘူး လာ ရတော့ကြည့် အားဆိုင်မှာ ငါပိုင်ပါဘောဟေး ရွှေကွန်ချာဖျားနာအေးဆိုင်တုတ်ဆိုင်ကနေတွေ့ရတဲ့နေဝင်စည်းစာအဲ့တော့ AR မြစ်ကန်ပေးရှေ့ရကြတော့ရွှေကွန်ချာဖျား တော့ပြန်ပြီးခဲ့တယ် ကြည့်ရနဲ့